မငွေရအောင်မင်္ဂလာပါဒီနေ့ကတော့ခိုင်အလောက်မှာစားဖို့အတွက်ပေါ့နော်သမင်းဘူးလေးကိုဒီထိုင်းဖက်ကဖောက်ပင်နေစားကြော်ထားတာရတာလွယ်တူပြီးစားလို့လည်းအရန်ကောင်းတဲ့ဟင်းတစ်မျိုးလေးဖြစ်ပါတယ်ထိုင်းမှာနေတဲ့မြန်မာပြည်သားတော်တော်များပေါ့နော်ဒီဖက်ကဖောက်ဟင်းဆိုရင်လူကြိုက်များကြတယ်သူများတော့မသိဘူးပေါ့နော်ခိုင်ကတော့ဒီဖက်ကဖောက်ဟင်းကိုပေါ့နော်နေ့တိုင်းစားနိုင်တယ်ဒီဖက်ကဖောက်ဟင်းနဲ့ကျဥဟပ်ပိုင်းပူလေးနဲ့ပေါ့နော်တွဲလိုက်ရင်သမင်းစားအရန်မိန်တယ်ဒီနေရာလေးကတော့ခိုင်တို့အလုပ်လုပ်နေတဲ့ခေါင်းတိုက်တစ်ခုရဲ့အပန်းဖြေတဲ့နေရာပေါ့နော်ခိုင်တို့အလုပ်နေရာဒီခေါင်းတိုက်ပေါ့နော်တစ်ပင်နဲ့အများများစိမ့်လန်းဆူပြေနေတော့ရှုခင်းလေးတွေလှလို့အလှတက်ပေါင်လာရိုက်ကြတယ်လို့လည်းများတယ်ပေါ့နော်မငွေရအားမင်္ဂလာပါဒီနေ့စားကဖောက်နေတယ်ပေါ့အစိုးနေ